တူရီအားလုံးကြိုက်ကြတဲ့ဟင်းလျားတွေရဲ့နောက်ကွယ်မှာလေဟင်းချက်ပညာရဲ့အထူးကကြတဲ့လျှို့ဝှက်ချက်တစ်ခုရှိနေတယ်ဒီနေ့မှာတော့အဲ့ဒီခန္ဓာဝင်ဟင်းချက်ပညာရဲ့အခြေခံအောက်မဲ့အကြောင်းကိုအထူးတူလေ့လာကြည့်ကြမယ် ကဲပဟေလီလေးတစ်ခုနဲ့စားလိုက်ရအောင် mac and cheese eggs benedict ပြီးတော့ baked ct ဒီဟင်းလျာသုံးမျိုးမှာဘာများတူညီတဲ့အချက်ရှိနိုင်မလဲခဏတော့စဉ်းစားကြည့်လိုက်ပါလားအဖြေကလည်းထင်ထားတာချက်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်သီလား အဖေအားတော့လီဒီကနန်းတစ်လုံးထဲမှာပဲရှိနေတာ number 5ပါဟုတ်ပါတယ်5ပဲဒီကနန်းကဘာကိုကိုစားပြုလဲဆိုတော့ကန်တဝင်ပြင်းတဲ့ဟင်းချက်ပညာမှာအရေးကြီးဆုံးဖြစ်တဲ့အခြေခံ sauce 5မျိုး mother sauces လို့ခေါ်တဲ့ sauce တွေကိုကိုစားပြုပါတယ် ဟုတ်ပြီအဲ့ဒီ sauce တွေကတော့ bechamel veloute espagnole ခန်းချင်ဒီ sauce နဲ့ hollandaise တို့ပါပဲနာမည်တွေကတော့နည်းနည်းရှုံ့တယ်လို့ခတ်တယ်လို့ထင်ရတယ်နော်ဒါပေမဲ့လုံးဝစိတ်မပူနဲ့ဒီ sauce တွေကိုမမီကိုအလွယ်ဆုံးနည်းလမ်းကပါလဲဆိုတော့သူတို့ရဲ့အယောင်တွေကိုမှတ်ထားလိုက်တာပါပဲတွေ့လားအဖြူအညူအနီအဝါဒီအယောင်တွေနဲ့ဒါတွဲမှထားလိုက်ဘယ်တော့မှမေ့တော့မှာမဟုတ်ဘူး ကဲဒီ sauce တွေရဲ့ formula ကထင်ထားတာထက်အများကြီးပိုရိုးရှင်းတယ်တကယ်တော့လေအရေးတစ်မျိုးကိုအနစ်ဖြစ်စေတဲ့ပစ္စည်းတစ်မျိုးနဲ့ပေါင်းလိုက်တာပဲဒါကုန်ပဲကဲအဲ့တော့တစ်ခုချင်းစီရဲ့ formula ကိုအသေးစိတ်လေ့လာကြည့်လိုက်ကြရအောင် ပထမဆုံးဖြူရောင် sauce နဲ့စားလိုက်ရအောင်ဒါကတော့ bechamel ပါသူရဲ့အဓိကအခြေခံကနှုတ်ပဲဟို creamy ဖြစ်ပြီးအရသာရှိတဲ့ lasagna တို့ mac and cheese တို့ကိုမြင်အောင်ကြည့်လိုက်အဲ့ဒါ bechamel ရဲ့လက်ရပဲ Bechamel ရဲ့ formula ကဒီမှာမြင်ရတဲ့အတိုင်းပဲအရန်ရှင်းတယ်အခြေခံရေက no သူ့ကိုပြစ်တော့အောင်လုပ်ပေးတာကတော့အဖြူရောင် roux ဆိုတဲ့စကားလုံးကြားပြီးခေါင်းမရှုပ်သွားနဲ့နော်ဘာမှခက်ခဲမဟုတ်ဘူးထိုးဘက်လိုအစီတွေမျိုးရဲ့ဂျုံမုံရဲ့ကိုစတူရောပြီးမွေထားတဲ့အနှစ်လို paste တွေမျိုးပဲအဲ့ဒါက sauce ကိုပြစ်လေးနဲ့ creamy ဖြစ်သွားစေတာ နောက်တဲ့အဖြူရောင် sauce တစ်မျိုးကတော့ veloute ပါသူကလည်း bechamel လိုပဲအဖြူရောင်ဆိုတော့ကြည့်လိုက်ရင်တော့စင်တူတယ်လို့ပဲဒါပေမဲ့အထူးကကွာခြားချက်ကသူ့ရဲ့ခြေကအရေးမှရှိနေတာ veloute ရဲ့ formula မှာတော့နိုးနေရာမှာချက်စုပ်ပြုတ်ရည်ဒါမှမဟုတ်ငါးစုပ်ပြုတ်ရည်လို့အယောင်မပါတဲ့စုပ်ပြုတ်ရည် white stock ကိုအသုံးပြုထားတယ်သူ့ကိုပစ်အောင်လုပ်ပေးတဲ့ပစ္စည်းကတော့ bechamel နဲ့တပုံစံနဲ့ပဲအဖြူရောင် roux ပဲသုံးတယ်ဆိုတော့ no အစားစုပ်ပြုတ်ရည်ကိုပြောင်းသုံးလိုက်တယ်ဒါပဲ ဟုတ်ပြီအခုအညိုရောင် sauce ဖြစ်တဲ့ Espanol ဘက်ကိုလက်ကြည့်ရအောင်သူ့ရဲ့နန်ရှိုင်းတဲ့အယောင်ဘက်လာလဲဆိုတာခက်မှန်းမိလောက်ရောပေါ့အမဲရိုးပြုတ်ကြီးလို့အညိုရောင်စွပ်ပြုတ်ကြီးကိုတုံးတယ်ပြီးတော့သူ့ကိုပြစ်အောင်လုပ်တဲ့ roux ကိုလည်းဂျုံမုံနဲ့အစီကိုအယောင်ရင့်လာတဲ့အထိလော်ထားတဲ့အညိုရောင် roux ကိုတုံးတာကို ဒါကြောင့် Espanol ရဲ့ထူးခြားတဲ့အညိုရောင်ကသူ့ရဲ့အခြေခံပါဝင်ဖြစ်စီနှစ်ခုဖြစ်တဲ့အညိုရောင်စွပ်ပြုတ်ရည်နဲ့အညိုရောင် roux အဲ့ဒီနှစ်ခုကနေတိုက်ရိုက်လာတာဆိုတာရှင်းနေတာပဲ နောက်တစ်ခုကတော့ဒိုတွေအားလုံးနဲ့ယင်းနီးပြီးသားဖြစ်တဲ့အနီရောင်ခရမ်းချင်ဒီ sauce ပေါ့ဒါပေမဲ့လေဂန်တဝန်ပင်းတဲ့နေမှာတော့ခရမ်းချင်ဒီချီပဲမဟုတ်ဘူးသူ့ကိုအရသာပုံနဲ့ဆိုင်အောင်စက်သွန်နီတို့လိုဟင်းတီဟင်းရွက်တွေပြီးတော့ white stock လို့ခေါ်တဲ့အဖြူရောင်စွပ်ပြုတ်ရည်တွေပါထည့်ပြီးချက်ကြတယ် ဒီ sauce ရဲ့အထူးခြားဆုံးအချက်ကဘာလဲသိလား rose ကိုလုံးဝမတုံးထားဘူးသူ့ကိုပြည့်အောင်လုပ်ပေးတာကဘာတူလဲဆိုတော့ခရမ်းချင်တီကိုတိုင်းပဲခရမ်းချင်တီကိုအရေးခမ်းပြီးပြစ်လာတဲ့အထိချက်လိုက်တဲ့အခါသူ့တဘာဝအကိုင်းအနစ်ဖြစ်လာတာဆိုတော့ပါဝင်ပစ္စည်းကအနစ်ဖြစ်စေတဲ့ပစ္စည်းပါတခါတည်းဖြစ်သွားတဲ့သဘောပဲ နောက်ဆုံး sauce ကိုမတွန်းခင်မှာဟင်းချက်ပညာရဲ့မော်ပညာလို့တော့ပြောလို့ရတဲ့နီးစနစ်တစ်ခုအကြောင်းအရင်ပြောပြရမယ် emulsification လို့ခေါ်တယ်ဒါကဘာလဲဆိုတော့စီနဲ့ရေလိုမျိုးဘလို့မှမရောစနိုင်တဲ့အရည်နှစ်ခုကိုတတိယပစ္စည်းတစ်ခုသုံးပြီးအတူတီပေါင်းဆက်သွားအောင်လုပ်တဲ့နည်းပဲ ကဲအဲ့ emulsion နီးပညာကိုသုံးဖြူထားတဲ့ထို့တဲ့နောက်ဆုံးအခြေခံ sauce အဝါရုံ sauce ကတော့ hollandaise ပါပဲဒါကြောင့်မို့လို့သူကတခြား sauce တွေနဲ့ဖွဲ့စည်းပုံရောအရသာရောလုံးဝကိုကွဲထွက်နေတာ hollandaise မှာကြတော့အရေကကြေးလျအောင်ကြိုးထားတဲ့ top part clarified butter ပေါ့အနစ်ဖြစ်စေတဲ့ပစ္စည်းက roux မဟုတ်တော့ဘူးအဲ့ဒီနေရာမှာကြအုပ်အနစ်ကအစားဝင်လာတယ်ကြအုပ်အနစ်ကဘာလို့ပေးလဲဆိုတော့အစီဖြစ်တဲ့ top part နဲ့တခြားရည်တွေကိုမခွဲထွက်သွားအောင်ချီနှောင်ပေးတဲ့ emulsifier အဖြစ်နဲ့ဆောင်ရွက်ပေးတယ်ဒါကြောင့်နူးညံ့ပြီး creamy ဖြစ်တဲ့ sauce တစ်မျိုးရလာတာပါဟုတ်ပြီအခုအရှိကန် sauce နာမျိုးကိုတည်သွားပြီဆိုတော့သူတို့ကနေမရေမတွန်းနိုင်တဲ့ simple sauce တွေဒါမှမဟုတ် small sauces တွေဘယ်လိုဖြစ်လာတယ်လဲဆိုတာကိုစက်ကြည့်လိုက်ကြရအောင် ဥမာ bechamel ကိုပဲကြည့်လေသူတွေကိုဒင်ခဲလေးနဲ့ထည့်မွေ့လိုက်တာနဲ့ဘုံဆိုအားလုံးကြိုက်ကြတဲ့ mac and cheese မှာတုံးတဲ့မုံနဲ့ sauce တွေသွားရောဒါမှမဟုတ်ပန်းငေါ်ပြီးစိန်အနစ်လေးထည့်လိုက်ရင်လည်း creamy စတဲ့ပန်းငေါ်ပြီးစိန်ဟင်းချိုတစ်ခွက်ဖြစ်သွားပြန်ရောအရန်အတုံးဝင်တာ ဘယ်လိုတဲကတော့သူ့တဲကို cream လေးနည်းနည်းထပ်ထည့်လိုက်ရင် sauce supreme ဆိုတဲ့ sauce တစ်မျိုးဖြစ်သွားတယ်
ပြီးတော့ chicken pot pie လို့ဟင်းလျာတွေရဲ့အထဲကအရသာရှိတဲ့အစာတော့အဖြစ်လဲသူ့ကိုအခြေခံပြီးထုံးလို့ရသေးတယ်စားရကတက်နေရတယ်ဒါပေမဲ့ရလတ်တွေကမတူဘူး အရသာပြန်ပြီးနတ်ဆိုင်နဲ့ Espanol ကကြတော့သူ့ကိုစုပြုတ်ရည်နဲ့ထပ်ပြီးအရေးခန့်အောင်ချက်လိုက်ရင်အစစ်မြင်ဟင်းလျာတွေမှာတုံးတဲ့ demi glace ဆိုတဲ့အရသာကကီပြင်းတဲ့ sauce ထည့်လာတယ်။ဒါမှမဟုတ်သူတဲ့ကိုစီးတက်ထားတဲ့မိုးတဲ့ချက်သွနီလေးတွေရော်လိုက်တော့အသားကင်းနဲ့လိုက်ဖက်လာတဲ့ Hunter sauce တွေသွားပြန်ရော တိုးရင်းနဲ့ယင်းနီးပြီးသားခရမ်းချင်တီ sauce ကြတော့သူ့ရဲ့ကိုအသားမုံထည့်ပြီးချက်လိုက်ရင် baked ziti မှာတုံးတဲ့ ragu sauce ဖြစ်လာတော့ပေါ့ cream လေးနည်းနည်းလောက်ရောထည့်လိုက်ရင်တော့ pasta နဲ့ light ဖြစ်တဲ့ vodka sauce ဒါမှမဟုတ် black sauce ဆိုပြီးညူးညံ့တဲ့ sauce တစ်မျိုးဖြစ်သွားပြန်ရော နောက်ဆုံးမှာတော့ Hollandaise ပေါ့အစားပိုင်းကမေခွန်ကိုမှမိကြသေးလား Ex Benedict ရဲ့လူဝချက်ကဒီ sauce ပဲလေပြီးတော့သူ့ကိုနည်းနည်းလေးပဲပြောင်းလဲလိုက်တာနဲ့ဥပမာ Tarragon ဆိုတဲ့ဟင်းခါပင်ရဲ့ရေးထဲလိုက်ရုံနဲ့ American နဲ့လိုက်ဖက်တဲ့ Pyrenees ဆိုတဲ့နာမည်ကြီး sauce တစ်မျိုးဖြစ်သွားပြန်ရုံ ဆိုတော့ဒီအခြေခံ sauce 5 မျိုးကိုနားလည်သွားပြီဆိုတာနဲ့ဟင်းချက်ပညာရဲ့အခြေခံ blueprint တကူကိုပိုင်ဆိုင်သွားတယ်လို့ပါပဲဒါကဟင်းချက်ဝါသနာပါသူတိုင်းယူတဲ့တကယ်ကိုစွမ်းထက်တဲ့ကိရိယာရဲ့တကူဖြစ်လာမှသိကြတယ် အဓိကမှတ်ထားရမယ့်အချက်ကိုပဲပြန်ပြီးအလေးပြေပြောရရင်ကျွမ်းကျင်စားဖို့မှုစ조사 ကတ်ပြောသလိုပါပဲဒီ sauce ရဲ့နာမည်အစမ်းတွေကိုအလွတ်ကျက်နေစရာမလိုဘူးသူတို့ကမှတ်မိဖို့အကောင်းဆုံးနီလန်ကအယောင်နေပဲအဖြူရောင်တစ်ခုအညူရောင်တစ်ခုအနီရောင်တစ်ခုပြီးတော့အဝါရောင်တစ်ခုဒါကိုမှတ်ထားလိုက်အားဆုံး okay ပြီ ကဲအခုတော့ဟင်းလျာတွေရဲ့အခြေခံ blueprint ကိုပြီးသွားပြီဆိုတော့တကယ်မီဟွန်းကဒီအသိပညာကိုအသုံးပြုပြီးနောက်တစ်ခါမိဖို့ချောင်းတဲ့ဝင်တဲ့အခါဘလို့ဟင်းရအသစ်ကိုဖန်တီးတည်ဆောက်သွားကြမလဲဆိုတာပါပဲ